ရက်ထားတယ်ညနာမနေရနဲ့တခြားစီကြည့်လိုက်ဟိုးနောက်ကိုကြည့်လိုက်တောင်းနှင်းကြီးရမ်းလာတယ်ဟိုးတခါဆောင်နေတဲ့လူတွေရောအရမ်းလာတယ်ကြာဟိုးဘက်ကတောင်းနှင်းကြီးရပေါ်လာတယ်အကြည့်ကြည့်ပဲဟိုးမမြင်သူများရဲ့လေသီးတွေစီးနေကြတယ်တော့ရာဂစတေရှင်တော့ရောက်လာပြီဟေးဘယ်ကနေဘလို့တောင်တက်အောင်လဲမသိဘူးဟာအချိန်ကလည်းနောက်ကျနေပြီခက်တီတီနဲ့ဒီမှာစတေရှင်ကနေစာအုပ်ကြီးတော့ယူချလာတယ်အဖိုးမေးတော့လေအဖိုးကလည်းမသိဘူးတဲ့စာအုပ်ကိုဘာကိုကြည့်ပြီးတော့သွားတယ်လမ်းကိုရှာမတွေ့ဘူးဖြစ်နေတာလမ်းရှာတွေ့ရင်လည်းတော့ဒီလမ်းဘယ်နာနေဘလို့သွားအောင်မှမသိဘူးတောင်ပေါ်ကတော့မြင်အောင်နေအခုထိကိုတောင်တက်တဲ့လမ်းရှာမတွေ့ပတိကတော့ရှယ်ကောင်းနေပြီတယောက်တည်းကိုတောင်တက်လာတာကြည်တာပတ်ပတ်လေတရားနှစ်ခုဖြတ်မယ်ဘဲကွေ့မယ်ပြီးရင်ကဲအခုဆိုရင်တော့တရားကိုဖြတ်ဆိုလို့ကျွန်မတရားကိုဖြတ်နေပါပြီဝါယူကတော့ရှယ်ပလန်တော့ကိုလာတာဟေးအပြန်ရထားမရှိရင်တော့ငါတော့တောင်ပေါ်မှာပဲအိတ်လိုက်ရုံပဲဗျာတယောက်တည်းဗျာတတိယတော့ကောင်းချက်ပါတော့ပြီးရင်အမမြင်နေရတဲ့အဖြူအောင်တိုက်ကိုသွားတယ်အဲ့လိုပြောတယ်လေခွင်းတွေရောဖြတ်ရမယ်လို့ပြောလိုက်တာတကယ်ကြီးပဲမချမ်းလိုက်တာလေခွင်းတွေတော့မုံလာခင်းနေဟိုချစ်တော့မိခင်းနေလည်းရှိရချင်းစိုက်ထားဒီဘက်ကတည်သွားရလားဒီမှာဆိုဟိုလိုခန္ဓာမှာပန်းလို့ဟာမျိုးလို့စားလို့ရတဲ့ဟာပဲကဲတောင်းရမယ်တောင်းပါတော့မရှိအာကောင်းနေရောပဲကွယ်လှပါနေရောပဲငါကြိုက်လိုက်တာအေးဟဲ့တညာလုံးဒီမှာနေလို့ရရင်ကောင်းမယ်တက်နေပြီစတင်ပြီးတော့တက်နေပါပြီအမလေးဒီနေ့တောင်ခုမှဆာလုံးတောင်မဝိုင်းရသေးဘူးဆာလုံးရဲ့စားပဲရှိတယ်လူကပဲမန်းနေနာနေရောပဲကွယ်အဲ့လိုမျိုးတွေကိုပတ်ပြီးတော့ကိုဖောက်ထားဟေးအဲ့လိုမျိုးတွေကိုဟယ်လိုရပါနာယာကဲမှောင်သွားပြီငါတောင်းပေါ်မှာအိပ်ရမယ့်အနေထားဖြစ်နေပြီဒီမှာငါနောက်ကိုကြည့်လိုက်ပါနောက်ကိုကြည့်မလားအရှေ့ကိုကြည့်မလားကြိုက်တဲ့နေရာလာကြည့်ထင်းရှူးပင်ကြည့်ပဲကြည့်ကြပါဦးမြင်နေရတဲ့အရာနက်ပြီလားလူပြီလားမသေးခွဲတော့
တားတွေကိုလှနေလို့ချီမြင်ရလားဖူကြီးတောင်ကြီးအပေါ်မှာဘယ်လောက်ကြံသေးလဲတော့မသိရမယ်ဖူကြီးတောင်ကြီးမြင်နေရရောကြည့်အောင်ကြည့်လိုက်ကြပါအောင်ဒါဒီဦးထူဒီနေရာလေးမှာဓာတ်ပုံရိုက်ချင်တယ်ဟဲ့လှနေရောပဲကျန်းဒါပေမဲ့လူမရှိဘူးမြင်အောင်ကြည့်လိုက်ကြပါတော့ကြည့်ရှုသူတို့ရေငါလည်းကြည့်ရှုသူတို့လုပ်မယ်ငါရောက်လာပြီဟဲ့ခဏဆုံးတော့ဖူကြီးတောင်ကြီးရောက်ခဲ့ပြီဖူကြီးတောင်ကြီးစီမဖူကြီးတောင်မြင်ရတဲ့နေရာရောက်ခဲ့တာကြည့်ကြပါဦးလှပါနေရわあいいよ、取って。なんとか山頂っていうのがあるだけで。Hello Hello ဖူကြီးတောင်ကြီးစီကိုရောက်ပြီလေနေမကြီးရော2026ရဲ့ပထမဆုံးတစ်ရက်နေ့မှာNew Year ဒီမှာကျွန်မတောင်လာတက်ပါတယ်ကျွန်မနောက်ဆုံးတော့တယောက်တည်းအောင်မြင်စွာတက်နိုင်သွားပါပြီစားကြပါအောင်ကျွန်မရဲ့တောင်တက်စားစာပေါ့နော်ပြန်ပုံပြန်ရုံးခဲ့ဒီမှာလည်းနေချင်တော့မြင်လားဟေးနိုင်အသေးလေးနင်းနေရသေးနေဟေးခရ
咖啡里打的。大家嘛，这个贵哎，是。叮叮叮叮叮叮，叮。哈特哈特，哈特，哈特。呀。ကောင်းလိုက်တာတိတ်ဆိတ်နေရတယ်ကောင်းလိုက်တာဟုတ်ပါအိမ်ကြီးလို့ထင်တယ်အဖေနဲ့မေကိုလွမ်းနေဟဲ့မိသားစုကိုလွမ်းနေဟာအဲ့တော့အယူလို့ထင်တော့မှာစကားကြီးရောက်ထည့်ပြောနေကောင်းကင်ကြီးဒီနေ့မေကိုလွမ်းနေမိသားစုကိုလည်းလွမ်းနေပိုကိုရှိတာဆဲဟိုပါကိုလည်းလွမ်းနေအရန်လွမ်းနေတောင်တက်ရတာသဘောကျပြီးကြိုက်တယ်ငါရဲ့ oppa ငါရဲ့ husband my husband